လျှက်စစ်မီမရှိတဲ့ခေတ်ကအမြင့်ကြီးတစ်စင်းလုံးကိုဘလို့ထိန်းချုပ်ခဲ့ကြတာလေမိတ်ဆွေတို့ကိုမေးခွန်းတစ်ခုမေးကြပါရီဒီနေ့ခေတ်မှာမြေတစ်စင်းကိုလမ်းကြောင်းပြောင်းခြင်းနဲ့ရေအားလျှက်စစ်ထုတ်ခြင်းနဲ့ဆိုရင်ကျွန်တော်တို့ဘာတွေသုံးကြမလဲအေယာမကွန်ကရစ်တိုင်ကြီးတွေကွန်ပျူတာထိန်းချုပ်ခန်းတွေလျှက်စစ်မီတွေသုံးကြမယ်မလားဒါပေမဲ့လွန်ခဲ့တဲ့နှစ်ပေါင်း2000ကျော်လျှက်စစ်မီဆိုတာဘာမှမသိသေးတဲ့ခေတ်ကွန်ပျူတာမရှိတဲ့ခေတ်တုန်းကလူသားတွေဟာနိုင်ငံရဲ့အကြီးဆုံးမြေကြီးတစ်စင်းလုံးကိုသူတို့စိတ်ကြိုက်ထိန်းချုပ်မောင်းနှင်ခဲ့မှုရဲဆိုရင်ယုံနိုင်စရာရှိပါမလားဒါဟာတန်တိုင်းပုံမြင်မဟုတ်ပါဘူးအီရန်နိုင်ငံရဲ့ကြောက်တောင်တွေကြားမှာဖွက်ထားတဲ့တက်ရှိထင်ရှားတပ်သေးတစ်ခုပါကုလသမဂ္ဂ UNESCO ကနေပြီးပါရမီရှင်ဆန်တဲ့ဖန်တီးမှုလို့သတ်မှတ်ထားရတဲ့ရှေးဟောင်းအင်ဂျင်နီယာအံ့ဘွေရှူစတာရေအားသုံးစနစ်ကြီးအကြောင်းကိုဒီနေ့တင်ဆက်ပေးကြပါမယ်ဒီနေရာမှာပထမဆုံးပေါ်လာတဲ့မိကွန်းကဘယ်လိုလုပ်ခဲ့တာလဲဆိုတာပါပဲသူတို့စိန်ခေါ်ထားတာတာမန်ချောင်းလေးမြောင်းလေးမဟုတ်ပါဘူးအီရန်နိုင်ငံရဲ့တစ်ခုတည်းသောရေချောင်းသွားလာလို့ရတဲ့အကြီးဆုံးမြစ်ခရွန်းမြစ်ကြီးပါရှေးခေတ်အင်ဂျင်နီယာတွေဟာဒီမြစ်ရေကိုထိန်းချုပ်ဖို့အတွက်ကြောက်တောင်ကြီးတွေကိုထွင်ပြီးဂါဂါလို့ခေါ်တဲ့လက်လုံတူးမြောင်းကြီးတစ်ခုကိုဖောက်လုပ်ခဲ့ပါသည်မြစ်ရေကိုလိုချင်တဲ့နေရာရောက်အောင်ဥမင်လိုင်းကောင်း၃ခုကိုကြောက်သားတွေထဲမှာဖောက်ပြီးတော့တည်ဆောင်ပါသည်ရေစည်းတန်တဲ့အခါရေတကားတွေပိတ်မယ်ရေလိုတဲ့အခါဖွင့်မယ်ဒီလိုနည်းနဲ့တဘာဝမြစ်ကြီးကိုသူတို့ထဲမှာရေပိုက်ကောင်းဖွင့်တယ်လို့မျိုးစိတ်ကြိုက်ထိန်းချုပ်ခဲ့ကြတာပါနောက်ထပ်စိတ်ဝင်စားစရာသမိုင်းကြောင်းတစ်ခုကတော့ဒီနေရာကိုတိဆောက်တုန်းကရောမစစ်တုပ်ပန်းတွေကိုခေါ်သုံးခဲ့တယ်ဆိုတာပါပဲဒါကြောင့်ဒီနေရာမှာရှိတဲ့တာတမန်ကိုစီဇာတာတမန်လို့လည်းဒီနေ့အထိခေါ်ဝေါ်နေကြဆဲဖြစ်ပါသည်ရေကိုလက်ယူလာပြီးတော့ဘာလုပ်ကြလဲအလားကြီးဖို့တတ်တော့မဟုတ်ပါဘူးသူတို့ဟာကမ္ဘာပထမဆုံးသောရေအားသုံးစက်မှုစုံကြီးကိုတိဆောက်ခဲ့ကြတာပါဥမင်တွေကအရှိန်နဲ့ပန်းထွက်လာတဲ့ရေတွေဟာအီယာမဘိန်းလုံးကြီးတွေကိုလည်းပတ်စေပါသည်အဲ့ဒီဘိန်းကြီးတွေကနေတဆင့်ဂျုံကျိတ်ဆက်တွေစဘာကျိတ်ဆက်တွေကိုမောင်းနှင်ပါသည်အဲ့ဒီခေတ်တုန်းကဒီနေရာမှာရေအားသုံးစက်ပေါင်း40ကျော်လောက်လဲပတ်ခဲ့တယ်လို့ဆိုပါသည်တမျိုးလုံးရဲ့စီးပွားရေးဟာဒီစက်ယုံကြီးပေါ်မှာမိခိုနေခဲ့တာပါစက်တွေကိုလဲပတ်ပြီးပြန်ထွက်လာတဲ့ရေတွေကတော့အခုပုံထဲမှာမြင်တဲ့အတိုင်းဂျောက်ကပယံကနေပြီးတော့ရေတကွန်တွေအဖြစ်အောက်ဖက်ကိုရေကန်ကြီးတွေပြန်စီးကျသွားပါသည်ဒါကြောင့်ဒီနေရာကိုကြည့်လိုက်ရင်တဘာဝရေတကွန်တွေလို့ထင်ရပါမယ်တကယ်တော့ဒါဟာစက်ယုံကစွန့်ပစ်လိုက်တဲ့ရေတွေပဲဖြစ်ပါသည်ဒီစနစ်ကြီးရဲ့အဓိကရည်ရွယ်ချက်နောက်တစ်ခုကတော့စိုက်ပျိုးရေးပါပဲအီရန်နိုင်ငံဆိုတာသိတဲ့အတိုင်းပဲပူပြင်း6သွေးတဲ့ဒေသပါဒါပေမဲ့ဒီရှူစတာစနစ်ကြီးကြောင့်မြို့ရဲ့တောင်ဘက်မှာရှိတဲ့ဧကပေါင်း3သိန်းလောက်ကျယ်ဝန်းတဲ့မြေနေရာကြီးဟာစိမ့်လန့်ဆူပြေးတဲ့စိုက်ခင်းကြီးဖြစ်လာခဲ့ပါသည်သူတို့ဟာမြေရေကိုအမြင့်ကနေအနှိမ်ကိုစနစ်တကျစီးဆင်းစေပြီးလေကွင်းတွေဥယျာဉ်ချမ်းမြေတွေစီကိုရေပေးဝေခဲ့ပါသည်ဒါအပြင်မြို့သူမြို့သားတွေအတွက်တောက်သုံးရေကိုလည်းဒီကနေပဲဖြန့်ဝေပေးခဲ့ပါသည်စဉ်းစားကြည့်ပါလျှက်စစ်မီမရှိရေစုပ်ဆက်မရှိတဲ့ခင်မှာမြေမျက်နှာသွင်းမြင်နဲ့ဆွဲငင်အား gravity ကိုပဲအသုံးပြုပြီးဒီလောက်ကြီးမားတဲ့ရေပေးဝေစနစ်ကြီးကိုတည်ဆောက်နိုင်ခဲ့တာဟာတကယ်ကိုပါရမီရှင်နေပါပြီဒီနေ့ခေတ်မှာတော့ဂျုံကျိတ်ဆက်တွေမလဲပတ်တော်ပြီမယ်ဒီစနစ်ကြီးကအလုပ်လုပ်နေစေပါပြီရှူစတာဟာကြောက်တောင်နေရေတကွန်နေစရာထက်လူသားတွေရဲ့ကြိုးစားအားထုတ်မှုနဲ့ဉာဏ်ပညာကိုပြသနေတဲ့ပြရုပ်တစ်ခုပါဤပညာမဖွံ့ဖြိုးသေးတဲ့ခေတ်မှာတော့တဘာဝတရားကိုအနိုင်ယူပြီးအံ့ဘွယ်တွေဖန်တီးနိုင်ခဲ့ကြပါသည်မိတ်ဆွေတွေရောဒီလိုနေရာမျိုးကိုတစ်ခေါက်လောက်သွားပြီးတော့လေ့လာခြင်းစိတ်ရှိကြလားကိုမမှာပြောပြပေးခဲ့ပါဦး